โอเคမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်ဒီနေ့ဇာနီကဗာလီကိုပင်ရတနာလာပြီးမျှဝေပေးမယ်ဆိုရင်ဇာနီတို့ဒီအင်ဂျီလေးမှာတက်တယ်ပေါ့နော်ဒီပစင်းကောင်းကျဲသီးလေးနော်ပစင်းကောင်းကျဲသီးလုံလေးပြပြပေးမှဖြစ်ပါတယ်အရန်ချစ်ဖို့ကောင်းပါတယ်ဒီအင်းလေးချီသားတွေမှာဆိုရင်အရန်ချုပ်ကြတယ်ပေါ့နော်ပစင်းကောင်းသီးလေးနဲ့လေနော်ရှေ့ခွဲအင်ဂျီလေးတွေမှာဆိုရင်အရန်လှတယ်တက်ကိုနော်โอเคအဲ့ဆိုကြည့်ရအောင်ပစင်းကောင်းသီးလုံမယ်ဆိုရင်ဇာနီတို့ဒါကကိုယ့်ရဲ့ကြိုးလေးပေါ့နော်ဒါအဆွေစားလေးကိုချုပ်ထားတာပေါ့နော်အဆွေစားကိုချုပ်ထားတယ်ကြိုးလေးလိုမယ်ပြီးတဲ့ခါကျရင်ဒီကျိုးရှည်ကိုကြတော့ကိုတက်မဲ့ကျဲစည်းအလိုက်အရှည်ကိုယူလို့ရတယ်နော်ဒီကျိုးလေးကအခုဘယ်လောက်ရှိလဲဆိုဇာနေ15လက်မှရှိတယ်နော်ဒီကျိုးလေးကဇာနေကို15လက်မှအထိရှိတယ်နော်15ရှိတယ်12လောက်ဆိုလည်းအဆင်ပြေသေးလားဒီကနေဒီကိုပေါ့နော်ဒီ12လက်မှအထိဆိုလည်းအဆင်ပြေတယ်နော်အဆင်ပြေဒါကိုတက်မဲ့ကျဲစည်းအရွယ်စားလိုက်ကျိုးအရှည်ကိုယူလို့ရတယ်ပေါ့နော်ဒါဇာနေကအခုက15လက်မှရှိတယ်ဒီအရှည်ကနော်โอเคအဲ့ဒါဆိုရင်ဇာနေတို့စပြီးတော့ပစင်းကောင်းလေးလုံးမယ်ဆိုရင်ဒီမှာကြည့်မယ်ပေါ့နော်ဒီမှာဒီကျိုးမှာဆိုရင်ဇာဒီမှာချုပ်ချောင်းလေးဘက်ကမလှနော်ချုပ်ချောင်းလေးကမလှဒီမှာအလှရှိတယ်နော်အဲဆိုရင်ဇာဒီတို့ကအလှဘက်ကိုအတဲ့ယူမယ်နော်အလှဘက်ကိုအတဲ့ယူပြီးတော့ဇာဒီတို့ပထမဆုံးတိအချက်အနေနဲ့ဘာလုပ်မလဲဆိုတော့ဒီလက်ညှိုးနဲ့လက်ကလေးကြားတွေကိုဒီလိုလေးညှက်လိုက်မယ်နော်လက်ညှိုးနဲ့လက်ကလေးကြားတွေကိုညှက်မယ်ညှက်ပြီးတော့ရင်ဇာဒီတို့ဒီလိုပုံစံလေးလာပြီးတော့နော်ဒီလိုပုံစံလေးလာပြီးတော့ခွင်းလေးလုပ်လိုက်မယ်နော်လက်ညှိုးနဲ့လက်ကလေးကြားကိုအရင်ညှက်နော်လက်ညှိုးနဲ့လက်ကလေးကြောင်ညှက်မယ်ညှက်ပြီးရင်ဒီလိုကွင်းလေးလုပ်မှာโอเคเนาะဒီလိုမျိုးလေးလုပ်မယ်ပြီးရင်ဒါလေးကိုခဏဖြုတ်လိုက်မယ်เนาะဖြုတ်ပြီเนาะဖြုတ်ပြီးတော့ဒီမှာလက်ညှိုးလေးမှာဒီလိုလေးကင်ထားပြီเนาะဒီလိုကွင်းလေးကင်ထားပြီးနောက်ထပ်တစ်ခုလုပ်ဖို့အတွက်ဇာတိကဒီလက်ကလေးကိုဒီဘက်ကကျိုးလေးပေါ့เนาะဒီညာဘက်ကကျိုးလေးကိုလက်ကလေးကိုဒီလိုမျိုးလေးလာပတ်လိုက်เนาะလက်ကလေးကိုဒီလိုမျိုးလေးလာပတ်လိုက်လာပတ်ပြီးတော့လက်ကလေးကိုထုတ်လိုက်တဲ့ခါကျရင်ဒီမှာဒီလိုပုံစံလေးဖြစ်သွားတယ်เนาะဖဲပြားပုံစံလေးဖြစ်သွားတယ်တွေ့လားနော်ဒီလိုအထက်ကလေးနော်ဒီအပေါ်ကျိုးကအောက်မှာအပေါ်တစ်ခုအောက်တစ်ခုဆိုပြီးတို့ဖဲပြားပုံလေးဖြစ်သွားတွေ့လားနော်တွေ့လားဒီမှာနော်ဒီအောက်ဒီကျိုးလေးကအောက်မှာဒီဓာလေးကအပေါ်မှာနော်အဲ့လေးကိုဆန်ပြီးတော့ဖဲပြားလေးလိုဒီလိုမျိုးလေးကြက်ချိကပုံစံလေးဒီမျိုးလေးထပ်လိုက်နော်โอเคဖဲပြားပုံလေးထပ်လိုက်ထပ်ပြီးတော့ဒီလိုလေးရပြီနော်ဒီလိုလေးရပြီဆိုရင်ဇာနီတို့ကဒီကိုယ့်ရဲ့ဒီညာဘက်ကကျိုးเนาะကိုယ့်ရဲ့ဒီလက်ရဲ့ညာဘက်ကကျိုးကိုဘယ်လိုလုပ်မလဲဆိုတော့ဒီလိုမျိုးလေးလာပတ်မယ်เนาะဒီမျိုးလေးဖဲပြားချီတယ်လို့လေးအလဲကိုလာပြီးတော့ပတ်မယ်လက်မလေးနဲ့ထိန်းထားမယ်ပြီးရင်ဇာနီတို့ကဒီနောက်ကနေသွင်းမယ်เนาะဒီနောက်ကနေပြီးတော့ဒီလိုမျိုးလေးလာပြီးတော့သွင်းမယ်เนาะသွင်းမယ်เนาะသွင်းပြီးတော့ဇာနီတို့ဒီလိုမျိုးလေးလက်ကလေးကလာပြီးတော့ဒီလိုမျိုးလေးထိန်းထားပြီနော်ထိန်းထားပေးပြီးသွားရင်ဇာနေတို့ကနော်ဒီကျိုးကိုတစ်ခါပြန်ပြီးတော့ဒီတဲကိုဒီညာဘက်ကကွန်လေးတွေကိုပြန်ပြီးတော့ထည့်လိုက်မယ်ရမယ်နော်ပြန်ပြီးထည့်လိုက်မယ်ထည့်ပြီးသွားရင်ပြီးရင်ဒီဘက်ကကွန်လေးတွေကိုပြန်ပြီးတော့ထည့်မယ်နော်လွယ်လေးနော်ပြန်ပြီးတော့ထည့်မယ်โอเคဒီမှာနော်ပြန်ပြီးတော့ထည့်မယ်ထည့်ပြီးသွားရင်ဇာတိတို့ကဒီလိုမျိုးလေးကင်ထားတယ်နော်ဒီလိုမျိုးလေးကင်ထားတယ်ကင်ထားပြီးသွားရင်ဇာတိတို့ဒီမှာဒီဘက်ကဒီမှာနော်နှစ်ခုရှိတဲ့ဘက်ကမှာဒီဘက်ကညာဘက်ကခွင်းလေးကိုဒီအောက်ကနေအလိုမျိုးလေးဆွဲလိုက်မယ်နော်โอเคရပြီနော်ဒီလိုမျိုးလေးဆွဲလို့ရပြီဆိုရင်ဒီလိုဆွဲပြီးသွားရင်ဒီအောက်ကဘယ်ဘက်ကကျိုးလေးကိုဒီကနေဒီလိုလေးဆွဲမယ်โอเคနော်โอเคအဲ့ဒါဆိုရင်ဒီမှာဒီခေါင်းလေးရသွားပြီနော်โอเคဒီမျိုးလေးเนาะကြစ်နေအောင်ဇာနေတို့ကဟိုတေချာလေးเนาะဒီမှာဖောင်းတာလေးပြူတာတွေမဖြစ်အောင်တေချာလေးညှိပေးပေါ့เนาะရလားနော်ရလားအဲ့ဆိုတွေ့လားဒီမှာပစင်းကောင်းလေးရပြီတွေ့လားနော်ပစင်းကောင်းလေးရပြီနော်ဒီကျိုးရဲ့အရှည်ကိုကိုလိုစလို့ကိုပါကိုဒီမှာယူလို့ရတယ်နော်ပိတ်စာမှာတက်မယ်ဆိုရင်အဲ့ဆိုရင်ဇာတိတို့ဒီမှာတွေ့လားဒီမှာပစင်းကောင်းလေးရပြီအဲ့ဆိုရင်ဒီမှာပစင်းကောင်းကျယ်သီးလေးရှာပါပြီတွေ့လားနော်ဒီလိုနီးလေးတိုင်းဇာတိတို့ပစင်းကောင်းကျယ်သီးလုပ်မယ်ဆိုရင်ဒီလိုနီးလေးတိုင်းလုပ်လို့ရပါတယ်โอเคအဆင်ပြေပါစေအကျိုးရှိပါစေဇာနီပါသိချင်တာရှိရင်လည်းမေးကြလို့ရပါတယ်ပေါ့နော်โอเคပါအဆင်ပြေပါစေ
အကျိုးရှိသွားလဲဆိုရင်လည်း comment မှာ yes လို့မှတ်ငယ်ပေးပါအခြားလေးလာနေတဲ့သူတွေအတွက်လည်း share ပေးခဲ့ဖို့မေးပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye